အစမှာတော့အောင်မြင်မှုလို့ကျွန်တော်ထင်ခဲ့မိတယ်ဒီစလော့ဂိမ်းတွေရဲ့လှည့်ကွက်တွေထဲမှာစီးမျောနေရင်းနဲ့တာယာနေတာပေါ့ဗျာကိုဒီအရာပေါ်ကနေပတ်စံလွယ်ရှာနေမင်းကအေးဆေးနေအောင်ဆော်လို့ရပါတယ်ဆိုတဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့ဘဝကိုဖျက်ဆီးနေခဲ့မိတယ်ဒါပေမဲ့အချိန်တွေလွန်သွားတာကျွန်တော်မသိလိုက်ဘူးညတွေကမနက်3 နာရီတခါတလေမိုးလင်းပေါက်နောက်ပိုင်းမအိပ်ဖြစ်တဲ့ရက်တွေဆက်တိုက်ဖြစ်လာခဲ့တယ်အနိုင်ထက်ရှုံးနေတာပိုများလာတယ်ဒါပေမဲ့နောက်တစ်ခါနိုင်မယ်ဆိုပြီးမရက်တက်နိုင်ခဲ့ဘူးနောက်ဆုံးမှာတော့ကြံတာဘာမှမရှိတော့ဘူးပတ်စံလည်းမရှိတော့မိသားစုကလည်းစိတ်ပြတ်သွားပြီးအပေါင်းအသင်းတွေကလည်းကိုယ့်စီကဖုန်းတွေစာတွေကိုအဖက်တောင်မလုပ်ကြတော့ဟာကျွန်တော်တတိယလို့ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရှုံးသွားတာပတ်စံတစ်ခုတည်းမှမဟုတ်တာဗျာအောင်မြင်မှုလို့ထင်ခဲ့တဲ့အရာကငါ့ကိုလုံးဝအရှုံးသမားတစ်ယောက်ဖြစ်စေခဲ့တယ်ကျွန်တော်တို့လူချင်းကြတာအထင်ကြီးရုံနောက်လေးပါဗျာအခုလူဘဝတစ်ခုဖြစ်လာမယ်ဆိုတာကိုဒါကျွန်တော်ကြည့်ထိခဲ့ရင်ငါလိုပဲခံစားခဲ့ရတဲ့ဘဝနဲ့ရင်းပြီးပျက်စီးခဲ့တဲ့လူတွေဘယ်လောက်တောင်များနေမလဲကျွန်တော်အတိတရားရလာတဲ့အချိန်ကနေစပြီးမစော့ဖြစ်အောင်နေတယ်ကျွန်တော်ဝါသနာပါတဲ့အရာတွေကိုပို့လုပ်တဲ့ပျက်စီးသွားတဲ့ယုံကြည်မှုတွေကိုပြန်တည်ဆောက်တယ်အခုဆိုလောကကြီးကလှပနေပြီကျွန်တော်တို့ရက်ပလိုက်ဖို့ပဲလိုတာပါအများကြီးစူးစမ်းစရာမလိုပါဘူးအဲ့ဒီတော့တငယ်ချင်းမင်းလဲဘာပဲလှုပ်မင်းကိုပျော်ရွှင်စေမဲ့အရာကိုပဲလုပ်ပါအဲ့ဒါကမှအမှန်တကယ်အနိုင်ရတာပါ